ကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင် mobile phone ရဲ့ပေါ့နော်အခြေခံသဘောတရားလေးတွေကိုတော်တော်များများပြောခဲ့ပြီးပြီဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်ဖုန်းတစ်လုံးဝယ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရမယ်အပိုင်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကျွန်တော်ဖုန်းတစ်လုံးဝယ်မယ်ဆိုလို့ရှိရင် display ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရမယ့်အကြောင်းအရာလေးတွေရှိတယ်သူရဲ့ screen size တွေပြီးလို့ရှိရင်ကျွန်တော် peak brightness တွေ screen refresh rate တွေLCD လား AMOLED လားအဲ့လိုပုံစံမျိုးတွေကြည့်လို့ရပါတယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်သူ့မှာတုံးပေးထားတဲ့ကျွန်တော် CPU ပေါ့နော် chipset ဘယ်မျိုးစာကိုတုံးပေးထားရလဲဆိုတော့တစ်ချက်ကြည့်လို့ရတယ်သူ့မှာပါဝင်တဲ့ battery ပမာဏကဘယ်လောက်လဲဆိုတော့လည်းကြည့်လို့ရတယ်ဘယ်မျိုးစာကိုအသုံးပြုပေးထားရဆိုတာကိုလည်းကြည့်လို့ရပါတယ်သူ့ရဲ့ battery ကြည့်ပြီးလို့ရှိရင်ကျွန်တော်အားပြန်တွင်းနဲ့အားတွန်းဝက်ကိုလည်းဘယ်လောက်ဝက်ပါလဲဆိုတာကိုတစ်ချက်ပြန်ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ speaker ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့dual speaker လား mono speaker လားဘယ် speaker မျိုးစားကိုအသုံးပြုပေးထားလဲဆိုတော့တစ်ချက်ကြည့်လို့ရပါတယ်နောက်တစ်ခုကကျတော့ security ဘိုင်းမှာဆိုလို့ရှိရင်ဘေးလက်ပွေလားမှန်လက်ပွေလား face ID ပါလားမပါလားအဲ့ဒီတစ်ချက်ဆက်ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့သူ့ရဲ့ OS ပေါ့နော်ကျွန်တော်တို့ Android version ဘယ်လောက်ရှိပြီလဲကိုယ်ပိုင် OS ကရောဘယ်လောက်ရပြီလဲအဲ့ဒါလေးတွေတစ်ချက်ကြည့်လို့ရတယ်ပြီးလို့ရှိရင်သူ့မှာပါတဲ့ RAM တွေ ROM တွေပေါ့နော်ဘယ်လောက်ပါလဲဆိုတာကိုတစ်ချက်ကြည့်လို့ရပါတယ်လောက်ဆိုတော့ကျွန်တော်ဖုန်းရဲ့အခြေခံသဘောတရားလေးတွေဘယ်အပိုင်းလေးတွေမှာကြည့်ရမယ်ဆိုတာကိုဒီတော့လောက်ပြီးလို့ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်